ကဲအားလုံးပဲမင်္ဂလာပါနော်ခုတစ်ပတ်တော့ဒါလေးပြချင်တယ်ညာကျွန်တော်ဘယ်လိုခေါ်မလဲကောင်းလားတိချာနေခေါ်ဥပခွေပေါ့တိချာနေခေါ်ဥပခွေဒီ6တနေ့လာညနေ6တိစီလဲနောက်တစ်ပတ်မှာတိချာနေခေါ်ခွေရဆင်းနေဆင်းပြီးတယ်ပေါ့တိချာနေခေါ်ခွေနော်တိချာနေခေါ်ခွေရဆင်းပြီးတယ်ပေါ့ဒီချန်နေခုံခွေဆင်းပြီးတယ်သူကတိ6တောင်မိန်ထိုးအောင်မလို့ဖြစ်နော်တိ6မိန်ကစားမလို့ဖြစ်တိ6သူကတိ6နေခုံကတိ6တည်တဲ့နေခုံတည်တဲ့အစင်းများတယ်ဆိုတဲ့သဘောနော်အဲ့ဒါလေးတွေ့မိတယ်နောက်တစ်ခုကဘာလဲဆိုတော့ break လေးဗျ break က90အင်္ဂါညနေ39ထွက်တိုင်းနောက်တစ်ပတ်မှာ39ပါတော့ complete နော်39ပါတော့ complete 90မိန်းပေါ့ထွက်များတာ90မိန်းပေါ့အားပါရအဲ့ဒါတစ်ခုနောက်တစ်ခုကပါရှိသေးတယ်ဟုတ်ရှိဒါလေးကလည်းမွေးပဲဗျမွေးပဲဆိုတာကမွေးပေါ့ဟုတ်ဒါလေးက6ကွယ်ဖြစ်နေဒါလေးက6ကွယ်ဖြစ်နေဆိုတော့သူကဘလို့လဲဆိုတော့ conti မူဒီထတိုင်းဆိုကြာတာရေးမနဲ့ conti တက်ထွေတောက်ကြညနေကနန်းနှလုံးဟာတဲ့ပါဝါနဲ့ခအပူပေါ့အဲ့လိုယူတာဥမာမြစ်ထိတ်ဆိုရင်မြစ်ခွန်နှစ်လေးမြစ်နောက်ဆိုလည်းမြစ်ခွန်နှစ်လေးပေါ့အခြားကနန်းဆိုပြောင်းလာပါမြစ်ခွန်နှစ်လေးနော်နှစ်စင်တော့ဒီမှာကျွန်တော်ယာထားတယ်သူတို့ရဲ့ဖြစ်စဉ်တွေပေါ့ဒီမှာ3ခွန်3835ခွန်နှစ်ခွန်3ည33ခွန်ခွန်ပေါ့6ကွယ်ဒီမှာ98 9496 8183ပေါ့8899ပေါ့သူ88ဆင်းသွား9ခွန်9496ခွန်နှစ်ခွန်3ညခွန်99ပေါ့59ဆင်းတယ်ခွန်နှစ်ခွန်3ညနှစ်ခွန်နှစ်လေးခွန်နှစ်ခွန်နှစ်ဆိုတော့တက်ဆင်းမှာတော့နော်ခွန်တိ85 83 83 5353ည5533ပေါ့နော်ဟုတ်ပါဘူး8833 8855ပေါ့ဒီမှာ50
5353 3953ခုဒီမှာဆင်းသွားတော့နော်ဝိုင်းထားပေးတယ်36 3835 6169 38 3366ပေါ့နော်တင်ငါဆိုတော့1816 5353 1155ပေါ့ဒီမှာ14 1618 1618 494နှစ်အော်မှာဘာလိုက်ရတာဒုက္ခမှာ1618 494နှစ်နော်11လေးလေးအဲ့လိုအဲ့ဒါလေးပေါ့အဲ့ဒါလေးတော့တွေ့တယ်အဲ့6ကွက်မွေးလေးပေါ့ဒီ6ကွက်နော်ဒီ6ကွက်တော့တွေ့တယ်ဆိုတော့ဒီ6ကွက်ပေါ့အဲ့ဒါတစ်ခုနော်ဒီ6ဒီ8ဟုတ်လားကိုကြောင်းတောင်ဖြစ်နိခုဟုတ်တယ်နော်ဒါလေးကဒီမှာတစ်ကူထွက်တိုင်းပေါ့တစ်ကူထွက်တယ်သူလည်းအဲ့လိုပုံစံမျိုးဖမ်းလာသူကတော့မကွက်တယ်သူကတော့မကွက်တယ်တော့တွေ့ဘယ်လိုတော့တွေ့ရဆိုတော့တော့ဒီကိုခြာတာပေးညနေဒီကိုထွက်ရင်တော့ကြညနေတစ်ရှိနှလုံးပေါင်း6ပိုင်းနဲ့တစ်ရှိချိန်ကိုတိကိုရှိပေါ့နော်3ညပိုင်းနဲ့နှစ်ရှိချိန်2080နော်3ညပိုင်းနဲ့3ခုချိန်နော်3ပိုင်းနဲ့နှစ်တိချိန်နော်ဒီမှာလည်းဆင်းသွားတယ်ခု9ပိုင်းနဲ့တစ်လေးအချိန်ဒီအတွက်တင်ငါလေးငါပေါ့အမှန်ပဲရမှမတိအဆိုတာဘယ်ရမှမတိကဆိုတာဒါတွေကတော့ကျွန်တော်အချိန်မရသေးလို့ဗျာပြီးမှဆွဲပြမယ်လောလောဆယ်တော့ဒါလေးတွေပေါ့နော်ဒါလေးတွေပေါ့ဆိုတာကခုနကဗျာဒါလေးတွေပေါ့ဆိုတာကနောက်တစ်ခုကတေချာမှတ်ထားနော်ကျွန်တော်လည်းပြဟိုကြော်ပြဒီကြော်ပြတယ်ဗျာအဲကြောင့်တေချာမှတ်ထားဆိုတော့ပြရဒါလားဒီဟာကဒီမှာကျွန်တော်ကိုယ်ပိုင်ကလနာလေးသူများကလနာတော့ဗျာကိုပိုင်ကလနာလေးဆွဲထားတယ်ဆိုတာဒီမှာပြမယ်ဘယ်တော့ဒီမှာဒီကောင်ကျေးဇူးရှင်မဟုတ်ဘူးမာယူစုထားပါလားဆိုတော့တခါလဲမာယူရအမဟို
စုထားပါလဲဆိုမှမာကြီးတော့ပြီးပါလေဒီမှာဒါလေးစုထားတယ်ဒီဇေယျကဒီမှာပြ4 5 4 6 44 9 48ပြပိုင်းနေမို့ပြကျွန်တော်ဆွဲထားတာဒီမှာဒါအစုံလုံးပါလားစုံလုံးပါပဲဆိုတာရှိနော်ဒါအစုံဆုံးပဲသူကဒီမနေ့ညပါဒါမနေ့ညမနေ့ညပေါ့နော်ဒါ AMPN ဆိုတော့ကျွန်တော်ဒီလိုသွားတာဒီလိုသွားပြီးတော့မှဆုံးသွားမှတခါတည်းနဲ့ပြန်လာဆုံးသွားမှတည်းနဲ့ပြန်လာအဲ့လိုသွားတာဒီလိုသွားတယ်ဟိုဇေယျဝက်ဆုံးသွားတည်းနဲ့ပြန်စားတယ်ဒီလိုပြန်သွားတယ်ပေါ့နော်ဒီလိုပြန်သွားတာအဲ့တဘောကအဲ့ဒီဘောပဲဆိုတာအလားနဲ့ကိုကျွန်တော်ပြမယ်ဆိုတာကျွန်တော်မူလဲကျွန်တော်ပါဘာပြောမူတော့အဲ့လို channel ကိုသူက65ဘယ်နဲ့ပိုင်းတောက်ကြထွက်တိုင်းခုနကတကွက်တော့အနည်းဆုံးဆင်းအောင်ခုနကျွန်တော်ပြောတယ်ကျွန်တော်ကလည်းမကြည့်ဟာ44 5 46 49 8နော်မှန်လားပြ44 5 46 49 8အားကွက်တကွက်ထွက်ရတနေ့ကုန်နော်ဒါဒီမှာပြန်လာဆိုတော့ဒီကောင်မဆွဲလိုက်တော့မရှိတော့ဒီမှာနော်တော့ကြမနဲ့နော်44 5 46 49 8နော်ထွက်တယ်အဲ့ဒါကရအောင်မနာကိုပြတယ်44 5 46 49 48အနေကိုတော့ချမနဲ့44 5 46 49 8နော်ကြမ်း44 5 46 49 8ဟိုဘယ်တော့ရောက်ဒါပြပြီဘယ်ရောက်လဲဒါကုန်သွားရင်ရှိတော့နော်ရှိတော့ဆိုတာတမို့နမို့ဆိုတော့နမလာတော့မို့လေးမို့ငါမို့နော်ငါမို့ဒီမှာမတူအောင်မဒီကောင်မှာ40 45 46 49 48အဲ့ဒီမှာနှစ်ကွက်ထွက်မှာတော့မွေးပဲတော့မွေးပဲဗျာမွေးပဲနော်ဒါလေးပေါ့ကိုအားနဲ့ကိုင်တော့ချက်ကစားကြည့်ပေါ့40 45 46 49 48နော်အဲ့ဒါလေးပဲဟို
မူပေးတဲ့ရဆိုဒီကောင်ကတကွက်ထွက်မှာဒါတကွက်ထွက်မှာဒါနှစ်ကွက်ထွက်မှာ90ပါတော့93ပါတော့ခွန်ဘရိတ်ကလည်းတွေ့ထားတယ်တော်ရီတီးတီးပဲကျွန်တော်တိတ်ဥစားမဖြစ်ဘူးကျွန်တော်တို့ကလောက်ကလည်းတိတ်မအားရနဲ့ဒါလေးတော့တစ်ချက်မှတ်ထားကြည့်ပါဦးနော်ဒါလေးမနေ့ဖြန်ကိုကကျွန်တော်ညီကူမနေ့မဟုတ်ညပါညနေညီကူလဲထင်နေဗျဒါပေမဲ့ကြီးကမနေ့ဖြန်တစ်ခွန်ဘာဖြစ်လဲဟုတ်ကြီးကတစ်ခွန်လေးလက်ပြအထီးကြီးတလေးခွန်အထီးကြီးကိုကျွန်တော်ကခွန်တစ်လုံးကိုဖဲ့မလားလို့တလေးအထီးကြီးပဲတလေးအထီးကြီးပဲမနေ့ပြန်တလေးအထီးကြီးတော့ကြိုက်တယ်ဗျာညီကိုတပွဲတော့တွေ့တယ်ဒါလေးတော့မှတ်ထားလိုက်တော့နော်ကျွန်တော်ညီကိုတပွဲနဲ့ကြည့်မှဗျာဘယ်တော့မှလည်းမသိကျွန်တော်လည်းရှာမတွေ့တော့မဟုတ်ခဏလေးရောခဏလေးဒီနားမှာနော်ပြသူပေးတာဗောဗျာထင်တာဟုတ်မလားဘာလေးရှောက်လို့မနေ့ညညီကိုတပွဲ54တောင်ကောင်းပါလေမနေ့ညညီကိုတပွဲလာမှတင်တယ်3-4အထိနဲ့လားကျွန်တော်က4တလုံးကြိုက်4တလုံးအထိဆိုရင်ညီကိုတပွဲရိုက်လို့ရတယ်34 4တလုံးပိုင်နဲ့54ပြောမရဘူးကိုလေကြမှာလဲကိုထိုးတဲ့ကဏ္ဍဆိုမထွက်ဘူးအဲ့လိုဖြစ်တယ်နော်ကဲတူတယောက်ချင်းစီကျေးဇူးတင်ပါတယ်ဗျာနေ့ပြန်ညမှာပဲကျွန်တော်မူနောက်တစ်ခုထပ်ပြပေးကြည့်မယ်နော်ပုံလေးကမူဘောရပေါ့ခုနတွေ့ရတယ်နော်မဟုတ်ပါဘူးဒီမှာဒီဟာကိုတွေ့ထားလိုက်ဗျနောက်မှပြမယ်နော်ဒီဟာလေးကိုမှဒါလေးတော့တွေ့ထားတယ်မနေ့ပြန်စစ်ဦးကဏ္ဍများတော့ကဏ္ဍမထွေးဆိုတင်က6ကိုတော့ထိုးအောင်တင်က6ကိုတော့မိုးရမှာသူလေဒီပုတ်ဟူဟိုစားပါမနေ့ည ready to grand နော် ready to grand ဖြစ်လို့အဲ့မို့ပြန်စစ်မှလည်းပြန်ကျွန်တော်ညပြန်တင်ပြင်မယ်နော်အားလုံးကျေးဇူးတင်ပါတယ်မနေ့ပိုင်းတော့ညီကူမနေ့ညဟောရမနေ့မို့ညညီကူကစားမယ်အားလုံးတူတူတယောက်ချင်းစီတော့ကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးပါ connect ပါနော်